ဘုန်းကြီးပြန်လောင်တော်မူပိဋ္ဌာဖြစ်တဲ့ဆိုတော့ဖြေစမ်းကျဲကျဲဘာပိဋ္ဌာလဲဘုန်းကြီးပိဋ္ဌာအဲ့ဒါတော့နေတို့နည်းနည်းများတာပေါ့ဗျာဘုန်းကြီးရှိတော့ဘုန်းကြီးပိဋ္ဌာခြေသားဖြေမှားတော့လွဲတော့လဲကြည်ရတာပေါ့ယောက်ျားခေါပကမှဝင်မပူးပဲနဲ့အမျိုးသမီးမှဝင်ပူးတယ်ဆိုတော့စဉ်းစားစရာပဲပိဋ္ဌာနာဘူးလားဘုန်းကြီးနာဘူးလားတက္ကမိုင်းတွေဟိုအပူဒီအပူရမ်းပြီးတော့ပူးမခံနဲ့အမျိုးသမီးအခြေချင်းပူးရင်တော်သေးဟေးကျန်တာပူးရင်จิตသိတာစရာရကလေးလူကြီးအလုံးလက်တရားဆိုတာမတရားကိုပြောတာမဟုတ်ဘူးနော်တရားဆိုတာပြိဿကြီးမနာခြင်းလဲနာပြောလိုက်ွယ်ကျဲကျဲလုံးတဲ့မနာခြင်းလဲနာဟုတ်ပြီနာခြင်းလဲနာလူများတင်းကိုမပြောခြင်းလဲဟုတ်ပြီအရင်မျိုးပြိဿနေပြီဘုန်းကြီးမတွေးဘူးပဲမဲ့ဇက်တိုက်ထားတယ်လို့ပဲမြင်လိုက်တာခြေသားဖြေမတော့လဲလွယ်တော့လဲရည်ရတာပေါ့ပြောကျဲကျဲအရေးကိုလည်းမတောင်းခြင်းလဲဟုတ်ပြီဟေးမတောင်းခြင်းလဲတောင်းလဲအရေးသမားမရတယ်ကျဲကျဲပြောမိလားဖြေသားရည်ခဲ့မကြီးနေနဲ့ကျဲကျဲဖုတ်ကြီးနှစ်ပါးပါဒုက္ခပါပဲပြောတော့လိမ့်ပါတယ်လေသူတို့လည်းကလေးပြောဖုတ်ကြီးနဲ့ကောင်လဲဒုက္ခပါပဲဒီတရေပရိသတ်ပြောတော့မလိမ့်မအောင်ဆိုလိမ့်ပါတယ်လေဖုတ်ကြီးဘာလဲဆိုနှစ်ကောင်လည်းလုံးရတယ်ပြောဖုတ်ကြီးဘာလဲနှစ်ပါးဖုတ်ကြီးနှစ်ပါးကိုဒီကလေးကနှစ်ကောင်ပြောတယ်ဆိုတော့ဖြေစမ်းကျဲလိမ့်မသလားမိုက်သလားမိုက်တယ်ဆိုတော့သာသမီမကောင်းတော့မိဘကပြောလန့်ကွယ်ငါအောင်မရတာနှခါမမေ့ပြရစီနဲ့ကြဲပြီသာသမီမကောင်းတော့ဟုတ်ပြီမိဘမကောင်းတော့ဟုတ်ပြီငါမထအောင်မှာပဲပိုက်တယ်ကွယ်မနေ့ကပတ်တော်မျိုးရောင်းရင်ပြောမယ်သရေမျိုးကပြိဿပြောလိုက်တယ်လို့မိဘမကောင်းတော့သာသမီကလို့တော်သေးဖုတ်ကြီးကားပြရင်ဖုတ်တွေကားကြိတ်တော့မလားပါလားဘုရားရင်တကရေးဆိုတော့ဟေးတကဒီရတောက်တာဖះလည်းမကြိုက်ဖုတ်ကြီးလည်းမကြိုက်မင်းကိုဆုံးမလို့မရတော့ဘူးလားအမေအရေးသမားလက်ဥချီကျဲပြကြောက်တယ်မှန်လားပါဖះမကြိုက်တဲ့အရေးရှင်ပြတို့မကြိုက်တဲ့အရေးကိုတပည့်တော်မတောင်းပါဘူးတပည့်တော်ကြိုက်တဲ့အရေးကိုတော့တပည့်တော်နေတိုင်းတောင်းပါတယ်တဲ့ခြေစမ်းကျဲမကောင်းဘူးလားကောင်းရင်ကျဲလိုက်ဆိုမသေးခင်မှာအရေးကိုသာကျိုးသာတောင်းရမှာရှင်းစာဆိုကြီးတဲ့ဓာတ်ကိုဖြစ်တော့ဝမြင်လက်လူကိုဖြစ်တော့အရေးကိုဖြစ်တော့ရေးကောင်းပါပြီဆိုတဲ့အရေးရောရင်ကောင်းသေးလားကောင်းပါဘူးမကောင်းရင်ကြဲလိုက်ဆိုအရေးကိုရေးမရောပဲဒီတိုင်းတောင်းကြဆိုတာပဲဘာမှညာမှမသိဟဲ့တက္ကမကြီးများငါခေါ်နေတဲ့ကြဲမထုနိုင်ပါလားမွေကြိုက်ထားလို့လားသိခန္ဓာမွေနေကြိတ်တယ်မဟုတ်မွေကြည့်တာပါဟဲ့တက္ကမကြီးများကိုလင်ယောက်ျားအရေးတောင်းတာကြိုက်လားမကြိုက်ရင်မပေါင်းနဲ့ဟေးဒုဒကကြီးများကြဲမထုနိုင်ကြပါလားမူနေကြတာလားဟေးဒုဒကကြီးများကိုမရမူသားပြောတာကြိုက်လားမကြိုက်လဲပေါင်းကြယောက်ျားချင်းကလည်းဖေးပေးတာမြတ်စွာဘုရားလက်ထေတော့ကပထမဆုံးမူသားပြောတဲ့ပုဂ္ဂိုလ်မြေတောင်မြူတာခုခေတ်ကမူသားပြောတဲ့ပုဂ္ဂိုလ်အလုံးသာမြေမြူတန်းစီဆိုရင်လေဘယ်တရားမှမကြံငါတစ်ပါးတော့ကြံအောင်ပါဗျာသူတို့စိတ်နဲ့နိုင်ပြီးတော့တရားမှမကြံတော့လားညာပြီးမှတော့ပြိဿကိုလင်ယောက်ျားမကောင်းလဲပါပြောလန့်ကွယ်အဆန်နဲ့တဲ့အရေးသမားလဲပါပြောဖဲသမားလဲပါပေလဲဟေးဒုတကကြီးတွေကြားတယ်နော်ကိုမရအရေးသမားဗလန်းတောင်ကောင်းလဲပေလဲပေါက်ကြည့်တယ်ဟောပါလားသမားကြီးများကိုလင်ယောက်ျားမူလာရင်လေမကြိတ်ကြပါနဲ့မဆဲကြပါနဲ့မခွဲနိုင်တဲ့တူတော့တပည့်ပိုက်လေးပခုတ်ပေါ်တင်ကြုံလေးထိုင်လေအုပ်လေးကြီးမေတ္တာပို့ပေးငါလင်ကျမ်းပါစေချမ်းသာပါစေနေတိုင်းလည်းပဲမှုနိုင်ပါစေမူလာတဲ့ချိန်ကမှသပင်ဆွဲပါချနာချအဘတ်ဒီကြောက်ခိုင်း
ခြေပနှောင်းနဲ့ဆောက်ကဲလက်တညာလုံးတကြီးကြီးနှိပ်စေတဲ့အဖြစ်မျိုးမလုံနဲ့သိချင်းစုရဲ့နာဘာရဲ့ညာရဲ့အဖြစ်ပြောပြီးတော့နောက်ဆုံးလဲကြာရောဥစဉ်ကမေ့လိုက်တဲ့အမတ်တမဲ့ဘသူလင်လဲလို့မေ့တာတရားမှမဖြေဘူးဟောဒီဘေးနားမှာတရားထိုင်တာတဲ့သီလရှင်အပတရာလောက်ကငါလေအတန်တစုတဲ့တလုံးတဲ့ထွေးလာတော့ပလင်ပေါ်လှိုက်ကြည့်လိုက်တော့ဘတော်ဝင်းနေရည်စရာတဲ့မှာမတ်သားစရာကြံခဲချင်လို့ပြောချင်တာကဒီပါဇက်စီကံရှိကြသမ်းပါလူကိုချစ်အောင်ပြောတာလဲဒီပါဇက်မဟုတ်အောင်ပြောတာလဲဒီပါဇက်ငါပြောတာနားလည်လားရှေးစာဆိုရှိတဲ့ပြောမတတ်တော့ဆဲပြောလန်ကွယ်ပြောမတတ်တော့ဆဲထိုင်မတတ်တော့ညီခွေးမကောင်းနေအောင်ငါပြောမယ်ပေါင်းပြရရှာမအော်တော့မယ်လိုက်ဆိုပြောမတတ်ပါဇက်ပိဋ္ဌာထိုင်မတတ်မတ်တရနေဒီရဲ့ညနာချင်းဆိုင်ထိုင်ကုန်မှာထိုင်တယ်လေတောထွေဘုန်းကြီးအိုကြီးတပါတချို့တောထွေမဲ့ငယ်ဖြူမဲ့မသိကြဘူးမြို့เจ้าရွာเจ้าမှာနေတဲ့ဘုန်းကြီးကငယ်ဖြူတောတဲ့တောင်ထဲမှာအထုံနေတဲ့ယဟန်ကတောထွေနေတယ်မဟုတ်ဘူးကွဦးစင်တို့လိုမိမတခါဘူးမှမရဘူးပဲနဲ့ရှယ်ဘုန်းကြီးလေးတွေကငယ်ဖြူပါဒီဘုန်းကြီးကြော်ညာကောင်းတယ်ကွာတခါကြီးတို့လိုမိမရပြီးမှစီးတဲ့ဟာကြီးတွေကတောထွေတခါကြီးစိတ်မဆိုးနေနော်ပြောလို့ရလားအေးဟုတ်ပြီနော်လူပြိုကြီးတာမဟုတ်ဆိုတီတာဟောလူပြိုကြီးဆိုပြောလို့ရတယ်နော်တခါကြီးစိတ်မဆိုးနေနော်ပြီးတော့ထားမပြန်နဲ့ဘုန်းကြီးသိခါကြားတယ်ဒီညဒီနာခံကြီးတာမှားပြီလားမှဒီလိုတို့သွားကြည့်မယ်ဥပ္ပေပြောတယ်ဟဲ့တက္ကမကြီးငယ်ဖြူပြောတာအမဲရှင်ပြဒလမဲတာငယ်မဲပေါ့မတ်မကြီးငါပါထားရလိုက်ချင်လားခလေးကလက်တဝဲလက်ကြာရောတပြည့်ပြည့်ငိုပါလေရောငိုတော့ခလေးမိကအင်ကြီးဆွမ်းလိုက်ပါးတဲ့နိုးတီကောင်ထုတ်တဲ့ခလေးကအော်တာအော်ငိုနေတယ်နိုးမစိုးတော့ခလေးမိကဒလတ်တာမစိုးတော့နေဒီနိုးဆိုးရဆိုလိုက်မစိုးရင်ငါအရှိကဘာဖုတ်ကြီးပိတ်ဆိုလိုက်မလားဒီတဖုတ်ကြီးသူမသာသူနေတာပါဇက်တရားပေါ့မတမဟဲ့ငါပြောတာနားလည်လားအေးဖုတ်ကြီးကဒီခလေးမလေးတန်လဲကြောက်ရပဋိစိတ်လို့မရတော့ဘူးလုံးဆိုးချင်လို့စားရတဲ့သားငတ်တဲ့သူတောင်မျိုးကြီးလားငါဒီညတရားမော်တို့ကြီးပြပဲထိုင်ပြောသားရည်သမီးရည်စီးပွားရည်ဟိုရည်ဒီရည်စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်ဒီညစိတ်ချမ်းသာစေရမယ်ဒကမကြီးတရားဦးစင်းစက်နာကြီးကြထိုင်ပြောတော့ဘယ်ရည်နိုင်မလဲဘိုက်ကကျွေးတယ်နေလိုက်ကြီးလိုက်နောက်ဆုံးလက်ကြရအမလေးဒီကျေးဇူးဘုန်းကြီးငါမကြီးလိုက်တော့ဘယ်ရည်နိုင်ထားပြမလားမသာမငုတ်သေးချင်းဆိုတာဒီကိုငါဒုလန်ပြရမှာပေါ့လက်ဖူးတွေမျက်နာတွေဒီလိုလောက်ကြမှာအပြေကန်းကျဲကျဲသရတဲ့နဲ့ဖူးနေကြတာမမြင်ဘူးလားကျူလားမဲလားဒါတော့နေတို့နည်းနည်းများလာပြီနော်မူတာပြောတယ်ဟာမတွေမကျေနပ်လို့ပြန်တွေ့တာအသားမဲလဲဖုတ်ကြီးမဲမဲဟုအကျင်မဲမဖုတ်ကြီးမဲခေါ်ယူသီလစာသာတရားရှိသူမြဲမှန်သာခေါ်ညာဖုတ်ကြီးဖြူလင်ယောက်ျားကတငယ်ချင်းပေါင်းသိနေတွေးလာတော့လေသိရင်စုကြီးနေဒီညနေတောက်တာနည်းနည်းများလာလို့လင်ယောက်ျားကိုကြိတ်ဟဲ့ဆဲဟဲ့ဘယ်မှာစိတ်ချမ်းသာနိုင်မလဲဖြေစံတက္ကမကြီးတွေကျဲကျဲကိုယ်တိုင်ကလက်တွေးလာဟောလက်တွေးပါဗျာလက်ဖြေတဲ့တက္ကမကြီးတွေဒီလင်ရင်သမားနဲ့အိုအောင်မင်းအောင်သေအောင်ပေါက်ရပါစေပြေးတဲ့သူတွေကြည့်ပါစေပြောတော့လင်မြတ်ပွဲကိုတော့မှာဟဲ့ငါပြောတာနားလည်လားပြားတော့ကိုတနေ့ကိုဘယ်သူနဲ့တူလဲလို့တပြီးတော့ထိုင်စင်းစားတာဗျာလက်ညနေလိမ့်နေထုမှာပေါ်တယ်လေဟဲ့တခါကြီးပြောစမ်းဘယ်သူနဲ့တူလဲဆိုလူရင်မိုးတာကောင်းတွေရအောင်မလုပ်ဘဲနဲ့မကောင်းတွေအာကုသိုလ်တွေနဲ့သားကျွေးမရကျွေးမှုရှာကျွေးပြီးတော့သေတော့ငရက်မှာဇောက်တိုးကျုံးမဲ့တယောက်တည်းခံပြီးဆိုတော့သူရဲ့သေခြင်းကကောင်းလားမကောင်းတော့ဆိုးပြီပေါ့ပြောကြဲမဆိုးဘူးလားပြောလိုက်ကြဲဘာဆိုးလဲသေခြင်းဆိုးကြဲပြောဘာဆိုးလဲနေတို့ပါဇက်အိမ်မှာသေခြင်းဆိုးတခါမကြိတ်ဘူးမဟုတ်လားဒီဟောကြီးတရားနာဘူးမှကြိတ်ဘူးဆဲဘူးတာသေခြင်းဆိုးအဓိကဗိဇ္ဇာဒီလိုပြောတယ်ဗိဇ္ဇံဝဲလေးနဲ့ဟောလိုက်